မိုးရေဒီထန်စွာရွာနေတဲ့ညတညမန္တလေးမြို့ပြင်ဘက်ကရွာလေးတရွာမှာကိုရဲဆိုတဲ့လူငယ်တယောက်ရှိတယ်သူကဒလီဘာဒီအလုပ်လုပ်ပြီးညဘက်တွေအထိအလုပ်ဆင်းရတတ်တဲ့ဒီနေ့မှာတော့အက်ကနေအေးတာတဲ့ခုဝင်လာတယ်လိပ်စာကအိမ်မက်ဆက်3တုတ်ကန်လမ်းမြို့ဟောင်းကိုရဲကမက်ကိုကြည့်ပြီးတုံသွားတဲ့အဲ့ဒီလမ်းကလူတွေမသွားကြတဲ့နေရာညဆိုပို့ပြီး၆တက်တယ်လို့ပြောကြတာဒါပေမဲ့ဘောနက်ကများလုံးလို့တူသွားဖို့ဆုံးဖြတ်လိုက်တယ်လမ်းတစ်လျှောက်မိတိုင်တွေကတခါလင်းတခါမိတ်မိုးရေထဲမှာဆိုင်ကယ်တန်တစ်ခုတည်းပဲကြားရတယ်နောက်ဆုံးတော့အိမ်မက်ဆက်3ကိုရောက်လာတယ်အိမ်ကအဟောင်းကြီးတကားကပွင့်နေပြီးအတွင်းမှာမီးမရှိဘူးဒလီဘာဒီပါလို့ကိုရဲခေါ်လိုက်တယ်အတွင်းကအတန်နိုးတို့တစ်ခုထွက်လာတယ်ဝင်လာခဲ့ကိုရဲရင်ုံသွားပေမဲ့အစားအစာထုတ်ကိုကင်ပြီးဝင်သွားတယ်အိမ်ထဲမှာအေးစက်နေတဲ့နေရံတွေပေါ်မှာဖုန်တက်နေတဲ့တပ်ပုံတွေချိတ်ထားတယ်တပုံကိုဖလဲလိုက်နဲ့ထိုးကြည့်လိုက်တော့သူ့လက်ထဲကအစားအစာအော်ဒါမှာပါတဲ့နမီနဲ့တူနေရဲ့မင်းကလေးတယောက်ရဲ့ဓာတ်ပုံအောက်မှာရေးထားတာကမတီတာ2004ခုနှစ်တွင်ကွယ်လွန်ကိုရဲရုတ်တရက်အသက်ရှူမွားတော့ဘူးဒါမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာသူ့နောက်ကနေအတန်တစ်ခုထွက်လာတယ်ကျမအော်ဒါမှာထားတာရောက်ပြီလားကိုရဲဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်အဖြူရောင်ဝတ်နဲ့မင်းကလေးတယောက်မျက်လုံးနှစ်ဖက်ကအနက်ရောင်ပေါက်ကြီးလိုဖြစ်နေရဲ့ပါးစထောင်းကတွေးတွေစီးကြနေတယ်ကိုရဲအော်ပြီးထွက်ပြေးတော့တယ်ဒါပေမဲ့တကားကပိတ်သွားပြီအိမ်တစ်ခုလုံးမှာမင်းကလေးရဲ့အတန်ပဲပြက်နေတယ်ဘာလို့အခုမှရောက်လာတာလဲနောက်တနေ့မနက်မှာရွာသားတွေကတုတ်ကန်လမ်းဘေးမှာပစ်ထားတဲ့ဆိုင်ကယ်တစ်စီးကိုတွေ့တယ်ဒါပေမဲ့ကိုရဲကိုတော့ဘယ်သူမှမတွေ့တော့ဘူးအဲ့ဒီနေ့ကစားပြီးဒလီဘာဒီအက်ထဲမှာအော်ဒါတစ်ခုတစ်ခါတလေပေါ်လာတတ်တယ်အိမ်အမက်ဆက်3တုတ်ကန်လမ်းပြီးတော့ကာစတမာနင်းကမတီတာ